ကိုကျွန်တော်ဒီနေ့မှာ reference all to you ကန်ရအောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါတော့ကျွန်တော်သုံးမယ့် item နဲ့အမှန်ဆဘောမှာတွေ့တဲ့လူကြီးအခေါက်ယူသုံးလိုက်ပါတယ်ဆိုတော့ကျွန်တော် game လေးရှိပဲဆက်သွားလိုက်ကြရအောင်ဆိုတော့ကျွန်တော်ဘက်မှာတော့ကျွန်တော်ရဲ့လူကတ်ရဲ့စီးပါရဲ့ဆရာချောင်းရဲ့ V ရဲ့ပါပြီးတော့နေဘက်မှာတော့ all လူရဲ့အမှလန်ကီရဲ့ကလင်းရဲ့ဟိုတက်ရဲ့ trace လာရဲ့ပါပါတယ်ဆိုတော့ကျွန်တော်ပွဲလေးရောက်ပြီဆို hyper play ရိုက်လုံးနေကြတိုင်းလိုက်လုပ်ပါမယ်အမှကျွန်တော်ပတ်စားနေဟိုဘက်ကထွေစလားကျွန်တော်ပတ်လာနောက်တယ်ပေါ့အမှတော့အမှကျွန်တော်လည်းအမှဖေးနဲ့ပေါင်းတက်ပြလိုက်ပါတယ်အမှကျွန်တော်ပွဲချိန်2မိနစ်ဆိုတဲ့အတိုင်းမှာဟိုဘက်ကထွေစလားကိုကျွန်တော်စီပါနဲ့ပေါင်းထပ်တက်ပါတယ်တော့ကျွန်တော်လေး level 4ရကြီးအမှလိုက်မှွေပါဟိုဘက်ကောင်းနေလို့ကြည့်လိုက်ပါသူအဲ့ဒီရအဲ့ယူကေနဲ့နဲ့သွားဆင်ရင်လည်းယူကေရဲ့ခေါင်းတစ်ကောင်နဲ့ဆိုတော့မှ first start တွေကတော့ကျွန်တော်တို့ပဲရပါပါတယ်အမှပဲကျွန်တော်တို့အမှအောက်လိမ့်မှာလိုက်ရုံနဲ့ကလေးကမှကျွန်တော်တက်လိုက်ပါတယ်မှမွေပြီးတော့မှစီပါနဲ့ပေါက်ပြီးဆိုတော့မှကျွန်တော်ပွဲချိန်9မိနစ်ရောက်လာပြီးပွဲချိန်9မိနစ်မှာကျွန်တော်ဟိုဘက်တက်တယ်ရသွားပါမှကျွန်တော်လည်းမှမှွေပြီးလေးဟိုဘက်ကောင်တွေအကုန်လုံးမှအဲ့ဒီနဲ့ပတ်မှွေတယ်ဒါပေမဲ့လည်းတည့်ရတာကျွန်တော်ပြည့်လျှော်ရပါတယ်ပြီးတော့မှကျွန်တော်လည်းမနိုင်မှန်းသိတော့တာဝါတွေချိုးပြီလေမတာဝါတွေခိုးပါတယ်ဒီကောင်ကြီးကြီးကောင်တာဝါခိုးလို့ကောင်းလို့ပေါ့နော်အခုကောင်ကသူ persistent 6ခုပြသွားလို့ရှိရင်ဒီမှာဘောကနေတောင်းထူတာကြီးပေါ့အဲ့လိုနဲ့မှကျွန်တော်လည်းကလင်းကိုမဲတာပေါ့ကလင်းမဲလိုက်ရင်မှဘေးနာဟောတော်လာမှွေပါတယ်ပြန်လာမှွေပါတယ်ဒါမှကျွန်တော်ပြန်ချောရပါတယ်မှာပါအဲ့လိုနဲ့မှကျွန်တော်လည်းမှမနိုင်တာဝါကိုးမဲဆိုခိုးဖို့လုပ်တာအရှိရမှာအကောင်လာပဲအကောင်နဲ့ကျွန်တော်မှဘန်ဝန်းလေအသေးတီးပါတယ်မှာပါဒါပေမဲ့ကျွန်တော်တို့ကမင်းသားဆိုကျွန်တော်တို့ပဲနိုင်သွားပါတယ်တာဝါလေးတူပြီးရိုက်ပြီးလဲရှုံးလို့အဲ့လိုနဲ့ကျွန်တော်လည်းမှဆရာချောင်းနဲ့ပေါင်းတာဝါကြီးချိုးနိုင်ခဲ့တယ်ပေါ့မှာအဲ့လိုနဲ့ကျွန်တော်တို့မှဘန်နာမှာ2သိန်းလောက်ပရိထားချကုန်ပါတယ်မှာပါကျွန်တော်ဘက်ကကျွန်တော်ကလည်းအမှအဲ့ဒီ3သိန်းနဲ့ထွက်ပြီးပါတယ်မှာတော့ရောက်လို့ပါလို့ကျွန်တော်ကြောက်တိတယ်အဲ့ကောင်ဘာလို့မကြောက်တိတယ်အထင်တဲ့အတိုင်းပဲမှဂျီယိုဖလီကာနဲ့ဝင်ရိုက်သွားဘာစပိန်မှမရှိတော့လို့ထွက်ပြရတော့အမှကျွန်တော်လည်းအမှတောက်အထက်ခုဝင်လို့တော့အမှ creation ပေါ်တောက်ရတော့အမှ clean နဲ့တူပါတယ်မှာကြောက် clean နဲ့ပိုင်ဝဆွဲပါပြီးမှအလီမလုပ်ပါနဲ့ဒီကောင်ကတော့ကျွန်တော်တော့ဟောတာလာပဲပေါ့မှာရှေ့ရိုက်ပြီးလိုက်မှွေပြစ်ပလိုက်အဲ့ရှူကြီးတွေကခေါင်းတူရဲ့ဒီကောင်ကြီးကမှွေရကြီးကအဲ့လိုနဲ့ကျွန်တော်လည်းအမှပွဲချိန်ဒီမှာ12မိနစ်ရောက်သွား12မိနစ်လောက်ကြည့်တာကျွန်တော်3 visit ဝင်လာဆိုရင်အမှဝချီမှာ3ကောင်တကောင်အမှကြည့်ရမှွေပြစ်ပလိုက်အကုန်လုံးရှေ့ဟိုရှေ့ထောင်းတော့ဖောင်းနေမှာဟိုကောင်တွေမှာဘာလုပ်လို့မရတော့ဘူးမထွေးစလာတော့မှလွတ်ရှင်လို့ဖြစ်သွားတယ်ကျွန်တော်မနေ့ပြင်ချလိုက်ရလို့ငါတို့တော့မှတစ်ချက်နဲ့မှထောင်းမတိုးချောက်ပြန်ပြီးတော့လို့အဲ့လိုနဲ့အမှကျွန်တော်လာအောင်မှ3ကောင်တော့ထပ်လိုက်လိုက်စောနာ3ဒါပေမဲ့ကျွန်တော်ထပ်မချတော့ဘူးသူတို့ပဲပြင်ချုံအောင်မှကြောက်လို့ပါဒီကောင်တွေစောက်တင်းပြန်တော့ဘူးငါအခုလူလိုက်ရှုနေအလုံးဝလာတွေ့မယ်အဲ့လိုနဲ့ပဲမှကျွန်တော်2သိန်းလောက်နဲ့ဗထေထားဖြစ်ကုန်ပါတယ်ဘာမဆိုင်ညာမဆိုင်နဲ့မှရှုပ်ချက်ခံလိုက်ဘလူးကြီးလိုက်တခေါင်းအောက်သွားလိုက်တခေါင်းပေါ်သွားလိုက်နဲ့မှငါကြည့်လိုက်မှဘာမှမသိဘူးမအုတ်ထိတ်လာတော့ကြီးတယ်ရလိုက်မှနောက်ကလန်ကြီးကဖင်ဝင်နိုင်လိုက်နေမှတကယ်တော်ရှုပ်တာတော့ဒီပြည်ထဲမှာကျွန်တော်ဖေးသွားပါတယ်ဆိုတော့အဲ့လိုနဲ့ကျွန်တော်အမှတ်ရှိမလားဆိုရင်မရှိပါဘူးမှထပ်ဖြစ်ပါတယ်မှပဲရတော့မှဘလို့ကြည့်ပဲကျွန်တော်ပတ်မှွေပလိုက်ရမှာပေါ့ဟိုက3កောင်ရောက်လာမှကျွန်တော်ကတော့ပြန်ရှောပါရမှာကျွန်တော်တီးကြီးပါတယ်နောက်ကျချစ်တော့တက်စဖောက်ဆိုပြီးတီးကြီးပါတယ်ဆိုတော့အဲ့လိုနဲ့မှဟိုဘက်ကလည်းကျွန်တော်တို့ပေါ် high ground တက်လာတယ်ပေါ့မှာ high ground တက်လာတော့ကျွန်တော်လည်းမှဟိုကဝင်ချပလိုက်ပါတယ်မှာကျွန်တော်လည်းမှဝင်မှွေပလိုက်ပါတယ်မှာ3កောင်တော့ fighter လုတ်ပြီးတော့မှဆိုတော့ဗရေကတော့မှ9တလူလိုနဲ့မှရှုံးရပါတယ်ရှုံးရမှာပေါ့ကျွန်တော်တို့ဘက်ကမလိုက်တော့တာပါမှအကြီးချောင်းကန်ခွင်အားချောင်းဟုတ်တယ်ဗျာချောင်းကျောင်းဗရေဆိုင်တာဟိုဘက်တွေရောက်သွားမှသူတို့နယ်တွေရောက်သွားမှကျွန်တော်တို့လည်းပြန်ရှုံးသွားအောင်မှကျွန်တော်ဗရေကမဖီးတဖီးလေးပါအဲ့လိုနဲ့ကျွန်တော်တို့လည်းနိုင်မလို့လည်းရှုံးရပါတယ်ကြည့်ပေးကြတဲ့တယောက်ချင်းအားလုံးကြည့်ကြမှာဆို channel လေးကို like ဆက်သွားပြီးပြောပြကြပါအောင်နောက်ဗီဒီယိုမှာလည်းပြန်တွေ့ကြမယ် bye bye